没得大在一起哟。ဟဲတားရေတားကြီးပြီဆိုတော့တယောက်တည်းအိတ်တာလေးကျင်လောက်ရတော့မှလေငါသားလေး 不要鸡皮，不要一头耶。大大爷要给你白地的呀。 အော်အဲ့ဒါတတရဲ့ဖေဖေကမင်းနဲ့ယူထားတာလေမင်းနဲ့အိတ်ရမှာပေါ့ဒါလေးရဲ့ 不买都会记得。大喂，都没都也不到。 ဟဲ့တော့ယောက်ျားရှင်းသားကိုရှင်ပြုံးလေလာတာဖေးစီလားငါသားကြီးတာညီလေးညီမလေးယူမလား 什么用啦？ အေးလေတယူမှာဆိုလို့ရှိရင်တယောက်တည်းအိတ်လေတလေးကျင်လည်းဖြစ်တယ်လေအဲ့ဒါမှညီလေးညီမလေးတွေလည်းယူလို့ရမှာပေါ့ဒါလေးရ 啊，就有到妹妹的妹嘛，妹妹的妹嘛。 အမလေးရှင်းသားနေရတော့မလွယ်ပါဘူးတော့ရှင်းသားတော့တက်တယ်ဟာငါမိမရေမင်းသားပြောလို့လည်းမရဘူးတားသဘောတားအိတ်ရှင်နေရတာအိတ်တော့ဟေးဒီနော်ဖုံးလည်းမကင်ဘူးဘယ်ချိန်ရှိနေပြီတော့ခုထိပြန်မလာဘူး 你把别人呀哟。 ဘာဖြစ်ရမလဲငါသားရေမင်းဖေလေးဒီမှာအချိန်လုံးနေပြီဖုံးဆက်တာလည်းမကင်ဘူး 大大别可别呀妈呀。 မင်းဖုံးတော့မကင်တာတားဖုံးကင်ပါမလားဒါလေးရဲ့ 没那大大的就不耶。 မလေးဒါဆိုလဲဆက်တားဆက်လိုက် 哎呦，妹妹，压力有点大家的。 ဟမ်တားကြောက်တယ်တယောက်တည်းလားမင်းမရှိရလေမင်းပဲသွားရတော့ 没有，妹妹的就不呀。 ဟမ်မဟုတ်ဘူးလေဖေဖေတင်ငယ်ချင်းနေနဲ့ငါသားရဲ့ 没呀，没呀，压起比一对大大呗。 ဟမ်ငါသားโอเคဖေဖေခိုးလာပြီဖေဖေခုပြန်လာခဲ့မယ်တားရေမင်းဖုန်းဆက်လိုက်တာမင်းဖေမေးစီဖုန်းနေဆက်လာနေပြီ 妹妹呀，酷别呀的，妹不跟呢。 မကင်ဘူးတော်လိုက်တယ်ငါသားလေးကြွိစော်တော့ကွာငါတို့မှိုက်ပြအောင်မသွားမလား အေးဆော့တာများနေကွာအမိုက်သွားပြရအောင်မလား မောင်းတော့ရောက်ပြီဟာဒန်နေုံနေုံ ဟာဘာလို့တောင်းဟာ အာနေစမ်းမှာပြည့်ပြမယ် ဒီကွာအမိုက်ကလေးပြစ်တာအောင်တတော် တလုံးငါတို့ကပြ ကြည့်နေအဲ့ဒီရေးပြီးဖုန်းကို6တောင်းနဲ့ဖွင့်ပြ အမေကလည်းကွာမဟုတ်တာပြောပြန်ပြီ မင်းနာကြည့်လိုက်တော့တွေ့ရင်တော့မင်း ဟာမင်းကအပီကျွမ်းလိုက်လားကွာ ဟေးယာစတာပါနောက်တော့ပါဒီပါကူ ဟိုရငါတို့ဒီနေ့သွားရအောင်မလားဒီတော့ကောက်အော်ရကြပါပြီ တော်တော်လေးရက်က ဟာဘိုးစုံမဘာသဘောလဲဘာသဘောလဲနင်းငါနေကပြီးခဲ့တဲ့တစ်ဖြက်ကမှစင်ပြေနေတော့လေအခုចောင်းစာမှာနေကရှောင်းပဲနဲ့ငါ့ကိုငါပုံမှန်ငါပဲအဲ့ဆိုဒီကောင်ဟောပါလဲဒါငါရဲ့ချစ်သူလေအဲ့ဆိုငါရောပါလဲနင်းရလားပြီးခဲ့တဲ့ဖြက်မှာပြီးခဲ့ပြီလေအခုကနှစ်တစ်လေနှစ်စမှာဆိုတော့အချစ်တစ်နဲ့လူတစ်နဲ့ပဲကောင်းပါတယ်နင်ငါ့ကိုတက်တက်ကြောတာနေကြက်သတိထားကိုကြောက်တယ်ဟိုမှာပြောနေပြီသူများတရားကြောက်တယ်ဟိုမင်းဘာစကားပြောရအောင်ငါတရားလုံးရှိနေအောင်မင်းသွားလိုက်တော့မင်းကမြင်မဟိုအေးငါ့ကိုတော်တယ်သွားလိုက်တော့နင်းသွားလိုက်တော့နင်ဒီချက်နာလိမ့်မယ်နော်နင်တို့ထင်းခွေမကြုံရိတ်ခတ်တော့ကြုံပါပဲတကွေးတော့ငါနဲ့တွေ့မယ်ငါ့ကိုအဲ့လိုလာမလုံးနဲ့ကြံခဲ့သူကကြံခဲ့သူလို့မနေဘူးငါ့ကိုရလေးကိုကငိုစံကြီးပါလားဟာညီမလေးဘာဖြစ်တာတော့ကိုကြီးဘာကူညီပေးရမလို့ညီမလေးကိုကြီးမကူညီနိုင်ပါဘူးဘာများမို့လို့လဲညီမလေးကကိုကြီးကူညီနိုင်တာဆိုရင်ကူညီမယ်လေပြုတ်ကိုကြီးရေညီမလေးကောင်းလေးကညီမလေးကိုထားသွားခဲ့တာ
ဟာဒါအများညီမလေးရာကိုကြီးကူညီနိုင်ပါတယ်မေးလိုက်စမ်းပါကိုကြီးရင်ဝင်နေတာလာခဲ့ညီမလေးဝက်ခံမေးမဟုတ်သေးဘူးလို့ကိုကြီးတကယ်ရောကူညီနိုင်ရလားညီမလေးကိုအရာအားလုံးကိုကြီးကူညီနိုင်တယ်ကိုကြီးရင်ဝင်နေတာခြေတော်ပြည့်ဝင်ခဲ့ဟမ်ဝမ်းလာလိုက်တာကိုကြီးရညီမလေးဗိုက်ရကလေးလေးလေအဖေကိုစရာရှိပြီဘောမလီကောင်းလိုက်တယ်လူကြီးလူကောင်းကိုကြီးဟမ်ညီမလေးဘာပြောရလဲဘာရမှာလဲကိုကြီးရဲ့ညီမလေးဗိုက်ထဲမှာလေကိုဝင်2လရှိနေပြီကိုကြီးအဖေဖြစ်ပြီဟမ်ညီမလေးဒါတော့ဟုတ်ဘူးလေဟာဖုန်ကြောင်တာခွန်ဆောင်ရပြီဟဲ့ကိုကြီးမစိုးကိုကြီးမစိုးယောက်ျားကြီးအပေါ်တက်ကရေချိုးကန်ကရေတွေယူနေတာအဲ့ဒါသွားမြင်ပေးပါဦးဟာငါရေပိုက်မြင်စရာမှမဟုတ်တာကွာယောက်ျားကြီးမီလုံးလေးကမမီလို့လေတက်လဲပေးပါဦးဟာမိမလည်းငါမိမြင်စရာမှမဟုတ်တာမင်းကလည်းအေးမိမငါတငယ်ချင်းနဲ့ချိန်ထားလို့ဟေးအပြင်သွားလိုက်အောင်မယ်နော်ဟာမိမမိသည့်မြင်ပြီပေါ့လင်းထိန်တာပဲရေပိုက်တရားစားအခုမြင်ပြီတော့ဟာမင်းမြင်လိုက်တာလားရေပိုက်ရောမဟုတ်ပါဘူးတော့ဘေးအိမ်ကိုအကူညီတောင်းလိုက်တာလीဟုတ်လားမိမရပတ်စံပေးရသေးလားပတ်စံတော့မပေးရပါဘူးတော့ तू ကလေထမင်းချက်ကျွေးမလား तू နဲ့အိမ်မလားလို့တော့ပြောတယ်တော့ဟာဟုတ်လားအဲ့ဆိုမင်းဘာဟင်းနေချက်ကျွေးလိုက်တာအောင် तू ထမင်းချက်ကျွေးရအောင်ကျမမစဖူမှုမဟုတ်တာတော့တမနေ့ကဖေဖေနဲ့ဘယ်လိုသွားခဲ့အောင်မမေကိုပြောပြ မလေးရိုက်ကြည့်တယ်အေး ဘာဒီကငါးနောက်ကွယ်မှာကလေးကိုပါခေါ်ပြီးတော့သွားနေတယ်ပေါ့ငါတို့ကလေးထိန်းနေဟုံးမှတ်နေတာတာအဲ့မမလာလာနေနဲ့ဖေဖေကဘာလုပ်တာမမေကိုပြောပြ ဘယ်မမရဲ့တော့ပတ်တာ ဒီနော်မမလာလာနေနဲ့သပွဲတွေပေါ်မှာဘာတွေပါသေးတုံတာမမေကိုပြော ချိုးဒီကြီးဒီရိုက်ပဲ တာသွားခဲ့တဲ့နေရာကိုမှတ်မိလားမမေကိုပြောပြ ဘယ်ပြောရဦးလဲ Wow မမေကတကိုချူချင်းကျွေးမယ်လေပြောပြနော် ဘယ်ရည်စမှုရဲ့ကြည့်ချိုးကြီးရဲ့ကြည့်တဲ့ရိုက်ကြည့်ပြီး ဒင်းကကလေးကိုအပိုင်ပေါက်ထားတာကိုဒင်းတော့လာပြီးအုံတော့ပေါ့ဟွန်း မမတဲ့ရဦးနော်မတဲ့ရ အားကြောက်ပါရင်တော့မလို့တော့အခုကောနေဘာမွေးလို့မဲမတော့ဒီမောင်လေးစားစရာတွေအပါလာတာဟာဟုတ်သားပဲအရှိကြီးပဲသမီးမဟုတ်ရလားမသိပြောပါရမှာဝိရလာအောင်လာပြီမင်းတို့ဆိုင်ညစ်ပတ်လိုက်တာကွာငါကောင်မလေးကိုငါတက်တန်ရှင်စားခြင်းနေလို့လာကြွေးတာမင်းတို့ကတက်တန်ရှင်စားခြင်းရင်လေဒီတက်နဲ့ဆိုင်ကိုလိုက်ကြွေးလိုက်လေအဲ့လိုကြောင့်ရှင်ကိုကျမထားခဲ့လိုက်တာဟမ်ခုသူနဲ့ရှင်နေရဘာတွေလဲဘာမှမဟုတ်ဘူးနော်သူ့အချင်းတွေကိုမကြိုက်တော့လို့ပြစ်ထားခဲ့တဲ့အရင်ရီးသားဟာအဲ့ဒါသူနဲ့ဆက်ပြောလို့တော့မဖြစ်တော့ဟေးလာအောင်နောက်တစ်ယောက်လာပြီဗျာဘာမှမလုပ်နဲ့ရှင်တို့ဆိုင်တန်ရှင်းမှုမရှိဘူးဒီမှာဟင်မင်းလားဟာတဲ့လေမင်းနဲ့သူနဲ့ဘာတွေတော့ကျွန်တော်ကတုတ်ထားခဲ့တဲ့သူ့ရဲ့ image လေးတော့ရောမင်းနောက်တစ်ခါဒီလိုလူမျိုးတွေဆိုင်နဲ့ဝင်မခံနဲ့သွားမယ်ဟုတ်ကြမလေးတို့လည်းဒီလိုဆိုင်မှမသိလို့ဝင်တာပါနော်တော့မလားကိုဟာရှုပ်ကုန်ပြီကွာဒီသမီးမွေးလားဘာမွေးလားမသိတဲ့အမွေးကြောင့်ငါတို့ရှုပ်ကုန်ပြီမိမရေယောက်ျားလာတာထုတ်ခဲ့ပြီကွာဟုတ်လားယောက်ျားအေးမိမမနေ့ကဟင်းကောင်းလေးချက်ကွာချက်ကျွေးပါမယ်အိမ်ဦးနဲ့ကြီးရဲ့မိမရေပတ်စံလေး1000လောက်ကွာမနေ့ကလက်ဖေးဆိုင်ပေးပါအောင်ဟုတ်ပါပြီတော့ဩအမေတို့ဘိုးလည်းမုံလေးပါလေးဝဲချက်ပေးအောင်3000လောက်ပေးအောင်ကွာဟုတ်ကဲ့ပါယောက်ျားရေဒီရက်တွေကတော့ဖြစ်သလိုလေးစားလိုက်လားသာမပူတော့လို့နော်ဟာမင်းကလည်းကွာငါပေးသမျှလားသာဘလို့မြန်သုံးဆွဲနေရတော့ကျမလည်းဘာဘူးမှမသုံးပါဘူးတော့မဟုတ်သေးပါဘူးငါမိမရမစုမိမဆောင်မိတဲ့အပြင်ကွာကုန်နေတော်နောက်လာစားပြီးငါပဲစီမံခန့်ခွဲပြီးကွဲသုံးလုပ်ပေးတော့မယ်ရှင်တဘောကဲလာတာထုတ်ခဲ့ပြီဟဲ့ဒီလာတော့ငါစီမံတိုင်းသာလုပ်ဒီလာတော့စုမိပြီဟဲ့ယောက်ျားလာတာထုတ်ခဲ့ပြီလားကလေးအတွက်အသုံးစရိတ်လေးဝယ်ရချမ်းရမှာ3သိန်းလောက်ပေးပါအောင်ဟာကလေးပစ္စည်းကအဲ့လောက်ကုန်လားဟာ
ကုန်တာပေါ့တော့ဒါလာတန်းကုန်နေတာအခုမှထူးနာမဟုတ်ဘူးတော့ကလေးတစ်ယောက်မြန်လွဲမှတ်လို့ယောက်ျားရဲ့အေးပါကွာအေးပါချွေချွေတတာလေးသုံးဟေးဟာခုမှလာတာထုတ်တာဘလို့ဖြစ်တာငါဒါတော့ရအောင်စုမယ်ကွာယောက်ျားကြီးညနေကြလို့ရှိရင်အမေတို့ရင်သွားမှာအမုံလေးပါလေးဝဲသွားမှာပတ်စံလေးပါလေးပေးပါအောင်တော့ငါမိမကြီးပေးစရာမရှိတော့ဘူးငါတော့မှငါမေစီကတသိန်းရှိထားတာဟေးတလားငါစုမိမမှန်တာမပူပါဘူးကွာကုန်တာပါပဲရှင်လက်တွေ့ငွေကင်သုံးတော့နားလည်ပြီမလားကျမဘာမှမသုံးပါဘူးဆိုတာကိုအေးပါကွာငါနားလည်ပါပြီငါနောက်ပူးရှာပါမယ်ကွာပတ်စံ ဟုတ်ရဲ့